အိမ်တကားကိုဒုံတိုင်းလာထုပြီးအကျွေးတောင်းနေလို့ဆိုဖာနောက်မှာပုံနေရတဲ့တထေးလင်မယား2ယောက်ကျင်ငါးပွင့်စားတောက်ဆိုင်ပိုင်ရှင်တွေရဲ့အခြေအနေကတော့တကယ်ကိုအောက်ဆုံးရောက်နေပြီဗျာအပြင်မှာအကျွေးလာတောင်းနေတော့တထေးမကြီးကဒါရီအကုန်လုံးကိုကောင်လေးလင်ချန်ကြောက်မယ်ဆိုပြီးအပြစ်တင်နေတယ်ဒီတော့တထေးကြီးကဒေါသတကြီးနဲ့နင်းဆိုင်ကိုပေါင်ထားပြီးလောင်းကစားသွားမလို့ရင်ဒီလိုဖြစ်မလားအတုံးမကျတဲ့မိမဆိုပြီးပါဇက်ကိုလှမ်းပိတ်တော့တာပဲမိမဖြစ်သူကငိုယိုပြီးဆိုင်လည်းမရှိကားလည်းမရှိတော့ဘူးနေ့တိုင်းအကျွေးလာတောင်းခံနေရတဲ့ဒီအိမ်လေးတစ်လုံးပဲကျန်တော့တာလို့ပြောရှာတယ်ဒါပေမဲ့တထေးကြီးကဒီအိမ်လည်းမရှိတော့ဘူးငါရှုံးတာတွေပြန်ရမလားဆိုပြီးအိမ်ကိုပါပေါင်ပြီးတွားလောင်းကစားလုပ်တာအကုန်ရှုံးသွားပြီလို့ပြောချလိုက်ရောဗျာမိမဖြစ်သူလည်းယူမတက်ဖြစ်ပြီးရှင်လူရုံမှာကျမတို့အိမ်ကိုပါဖျက်ဆီးရတယ်ဆိုပြီးယောက်ျားကိုထုရိုက်ပြီးအော်ငိုတော့တာပဲဒါပေမဲ့တထေးကြီးကဘာငိုနေတာလဲမိုးကြမလာသေးဘူးငါတို့မှာအားကိုးစရာသားတယောက်ရှိသေးတယ်လေဆိုပြီးတားဖြစ်သူစီဗီဒီယိုကောက်ခေါ်လိုက်တယ်ဖုန်းထဲမှာတားဖြစ်သူကကျဲ3ပွင့်တက်ထားတဲ့စဖို့မူယူနီဖောင်းအမိုက်စားကြီးနဲ့ဗျကဘာကျော်မီရှလင်3ပွင့်ဆိုင်စဖို့မူကြီးဖြစ်သွားပြီးဥရောပတခွင်မှာတော့3ပွင့်ရတဲ့သူမရှိတလောက်ရှားတာဆိုပြီးလင်မယား2ယောက်ဝမ်းသာအားရဂုဏ်ပြုကြတယ်အဲ့ဒီနောက်တော့သူတို့ဆိုင်အသိမ်းခံလိုက်ရပြီဆိုတဲ့အကြောင်းနဲ့ဟိုကောင်လေးလင်ချန်ကြောင့်ဆိုပြီးငိုယိုတိုင်တော့ကြတော့တာပဲဒါကိုကြတော့တားဖြစ်သူကစပွဲကိုဒုံကနေထုပြီးပါစဖို့မူလို့တောင်ခေါ်လို့မရတဲ့လမ်းဘေးကောင်ကငါတို့မိသားစုကိုအနိုင်ကျင့်ရဲတယ်ပေါ့စိတ်ချဖေဖေဒါအခုချက်ချင်းပြန်လာခဲ့မယ်တကယ်ဟင်းချက်ပညာဆိုတာဘာလဲဆိုတာသူ့ကိုပြရသေးတာပေါ့ဆိုပြီးကျင်းဝါလိုက်တယ်တစ်ဖက်မှာတော့ကောင်လေးတို့ဆိုင်မှာဧည့်သည်တွေနဲ့စီကားနေတယ်တထေးမလေးစုကလည်းကောင်လေးကိုကူညီပြီးဟင်းရည်တွေလိုက်ချပေးနေတာဗျဧည့်သည်တွေကတော့တထေးမလေးဒီနေ့အရန်ပျော်နေပါလားအချစ်ရဲ့အားအင်တွေရနေလို့လားဆိုပြီးစနောက်နေကြတယ်အဲ့ဒီလိုပျော်နေကြတော့ဆိုင်ထဲကိုတထေးမကြီးဝင်လာပြီးဆိုင်ရောင်းရတာမစိုးဘူးပဲဒီကောင်စုပ်လေးလို့လောင်လိုက်တယ်အနောက်ကနေတထေးကြီးပါဝင်လာပြီးလင်းချမ်းမင်းရဲ့နေကောင်းရက်တာတွေဆုံးသွားပြီဆိုပြီးလက်ညှိုးထိုးအော်တော့တာပဲကောင်လေးကတော့တီတီငိမ့်ငိမ့်ပဲဦးလေးတို့အတော်တို့ဟင်းရည်လာတောက်တာဆိုရင်တော့ကြိုးဆိုပါတယ်မဟုတ်ရင်တော့ကျွန်တော်ဧည့်သည်တွေကိုလာမနောက်ချက်ပါနဲ့လို့ပြောလိုက်တယ်ညီမလေးကလည်းကိုယ့်ဘာသာစီမံခန့်ခွဲမှုညံ့လို့ဆိုင်ပေးရတာကိုငါအကိုလာပြစ်မတင်နဲ့လို့ဝင်អော်တယ်တထေးမလေးစုကလည်းကိုယ်ဆိုင်ကိုဆက်မလုပ်နိုင်လို့ဒီလာပြီးတောင်းကျနေတာလားခင်ဗျားတို့ရဲ့အချက်မရှိမှုကတော့အမခမ်းပဲဆိုပြီးအကွက်ကြကြဆော်ပစ်လိုက်တယ်ဆိုင်ထဲကဧည့်သည်တွေကလည်းလင်မယား2ယောက်ကိုဝိုင်းလောင်ကြတော့တာပေါ့ဒါပေမဲ့တထေးကြီးကမာနမချပဲဒီနေ့ငါတို့လာတာတရားမျှတမှုလာတောင်းတာဆိုပြီးអော်လိုက်တယ်ရုတ်တရက်ဆိုင်တကားပွင့်လာပြီးမီရှလင်3ပွင့်ဆိုင်စဖို့မူယူနီဖောင်းကြီးနဲ့သူတို့သားဝင်လာတယ်ကောင်လေးကသူကကျွန်တော်အကိုဝမ်းကွဲပါလို့မိတ်ဆက်ပြီးတော့တထေးကြီးကဘသူကမင်းအကိုလဲငါတို့မိသားစုမှာမင်းလိုကျေးဇူးကမ်းတဲ့ဆွေမျိုးမရှိဘူးလို့អော်တယ်တထေးမကြီးကလည်းငါသားကကဘာကျော်မီရှလင်စဖို့မူကခွေချီလိုဟင်းရည်လာရောက်တဲ့မင်းလိုလမ်းဘေးကောင်ကငါသားကိုအကိုလို့ခေါ်စရာမတန်ဘူးဆိုပြီးကြွားလုံးထုတ်တော့တာပဲတားဖြစ်သူစဖို့မူကဆိုင်ထဲကိုဝင်လာပြီးနှာခေါင်းကိုရှုပ်ကဟာဘာအနံ့ကြီးလဲဈေးပေါ်တဲ့ဟင်းခတ်အမွေးကြိုင်တွေနဲ့ရေမြောင်းတဲ့ကစီကိုရောထားတဲ့ယုံစရာအနံ့ကြီးလေတူးညင်ညံ့အောင်လုပ်နေတာပဲဆိုပြီးဆိုင်ကိုတက်တက်လာစော်ကားတော့တာဗျာကောင်လေးကတီတီငင်ငင်နဲ့ခင်ဗျားတို့တကယ်ဘာလာလုပ်တာလဲဟင်းရည်လာတော့တာဆိုရင်ကြိုဆိုတယ်ပြဿနာလာရှာတာဆိုရင်အခုချက်ချင်းထွက်သွားလို့ပြက်ပြက်တတပြောလိုက်တယ်ဒီတော့မှစဖို့မူကြီးကပြုံးစီစီနဲ့ငါလာတာကမင်းကိုစိန်ခေါ်စားလာပေးတာပဲလို့ကြွေးကြော်လိုက်တယ်ချက်ချင်းပဲအပြင်ကနေကင်မရာတွေသတင်းထောက်တွေအများကြီးဆိုင်ထဲကိုဝင်လာပြီးကင်မရာမီးတွေတစ်ဖြက်ဖြက်ရိုက်ကြတော့တာပဲဗျာစဖို့မူကြီးကသတင်းထောက်တွေအားလုံးရှေ့မှာကြွားဝါပြီးငါကကဘာကျော်မီရှလင်3ပွင့်ဆိုင်စဖို့မူပဲဒီနေ့လမ်းဘေးဟင်းရည်ပြီးလင်းချန်ကိုအွန်လိုင်းကနေတိုက်ရိုက်ထုတ်လွှင့်မဲ့ဟင်းချက်ပြိုင်ပွဲမှာစိန်ခေါ်တယ်။ရှုံးတဲ့သူကအများရှိမှတောင်းပန်ပြီးစဖို့မူဘွားကနေတက်လုံးထွက်ရမယ်လို့ကြွေးကြော်လိုက်တယ်။တထေးမကြီးကလည်းငါသားကကဘာကျော်ကွာမင်းလိုလမ်းဘေးကောင်ကငါသားကိုပဲရှင်နိုင်ပါမလဲရှုံးဖို့သာပြင်ထားတော့ဆိုပြီးအပေးအမြောက်လုပ်နေသေးတယ်။ဒီတော့မှကောင်လေးကရှေ့ထွက်လာပြီးတီတီငင်ငင်နဲ့ခင်ဗျားကကျွန်တော်ကိုစော်ကားလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့မိသားစုမျိုးဆက်ပေါင်းများစွာရဲ့အချစ်တွေအမတ်တရားတွေပါဝင်တဲ့ဒီဟင်းရည်ကိုစော်ကားလို့မရဘူးလို့ပြက်ပြက်တသားပြောလိုက်တယ်။ပြီးတော့ခင်ဗျားရဲ့စိန်ခေါ်မှုကိုကျွန်တော်လက်ခံတယ်။ဒါပေမဲ့ခင်ဗျားရှုံးရင်တော့စဖို့မူဘွားကနေထွက်เสียမလိုပါဘူး။ခင်ဗျားရဲ့မာနတွေအတွက်ကျွန်တော်ဟင်းရည်ကိုအများရှိမှတောင်းပန်ပေးရုံပဲလို့ပြောလိုက်တော့တာဗျာစဖို့မူကြီးကပြုံးစီစီနဲ့โอเคလေဒါပေမဲ့ငါကဘယ်တော့မှရှုံးမှာမဟုတ်ဘူးလို့မာနတကြီးပြောပြီးသူ့မိဘနှစ်ပါးနဲ့အတူထွက်သွားတော့တယ်သူတို့ထွက်သွားပြီးတာနဲ့ဆိုင်ထဲကဧည့်သည်တွေအကုန်လုံးကကောင်လေးကိုဝိုင်းပြီးလက်ခုပ်တီးအားပေးကြတယ်ကောင်လေးကအတော်ဆုံးပဲငါတို့ကမင်းဘက်ကအပြည့်အဝထောက်ခံနေဆိုပြီးအားပေးကြတယ်ညီမလေးကလည်းကိုကြီးစောစောကပြောလိုက်တာအယမ်းမိုက်တယ်လို့ဂုဏ်ယူနေရှာတယ်ဒါပေမဲ့တထေးမလေးစုကတော့စိတ်ပူနေပုံရတယ်နင်တကယ်ဆုံးဖြတ်လိုက်ပြီလားသူကမီရှလင်3ပွင့်ဆိုင်စဖို့မူတော့ဒီပွဲကတော်တော်လေးခက်ခဲမှလို့တတိပေးလိုက်တယ်ကောင်လေးကတော့သူမကိုပြုံးပြပြီးကျွန်တော်တို့ဟင်းရည်ရဲ့ဂုံတိတ်ခါအတွက်ရောဒီဟင်းရည်ကိုကြိုက်နှစ်သက်တဲ့လူတွေအားလုံးအတွက်ပါဒီပြိုင်ပွဲကိုကျွန်တော်ဝင်ပြိုင်ရပါမယ်ပြီးတော့ကျွန်တော်တေချာပေါက်အနိုင်ရမယ်လို့ယုံကြည်မှုအပြည့်နဲ့ပြောလိုက်တော့တာဗျာကဲကဘာကျော်စဖို့မူကြီးနဲ့လမ်းဘေးဟင်းရည်ဒီကောင်လေးတို့ရဲ့အကျိတ်အနယ်ရှင်ပြိုင်ကြမယ်ဟင်းချက်ပြိုင်ပွဲကြီးကဘလို့တွေဆက်ဖြစ်မလဲဆိုတာနောက်ပိုင်းမှာဆက်လက်စောင့်မျှော်အားပေးကြပါဦးဗျာ